ဥပိ္ပခါရနဲ့ထုစစ်ထားတဲ့ဖုသစ္စာပန်းကလေးရေမူရစေရတာမင်းရဲ့အာသာချက်ဆိုရင်စုနေသွားတာကိုယ့်ရဲ့အားနည်းချက်ပေါ့ဒီဆက်ဆံရေးကိုပြေပြဖို့ဖေဖေကမှဆူတောင်းရမလဲမူရစေသုံးဆွဲသူတွေဟာငါးပါးတီလာကိုကျူးလွန်တဲ့ဒုစုတော်တွေပဲပြေပါမလဲဒီမူရစေလေးကိုဆွဲလန်းနေသည်များကာလပတ်လုံးဒါနတသက်ဆုံးအောင်လုပ်လေခန္ဓာသာပြုံးသွားမယ်မင်းမုံတွေပိုင်ရင်ငရဲမဆုံးကြိုက်ခံရမယ်ဖြစ်ချင်မှာကွာ